တော့ Dinner Cruise သွားပြီးတော့ဆင်မှာဖြစ်ပါတယ်။ဘာတွေပါလဲဆိုတာကိုတော့ပေါ်ရောက်မှကြည့်ကြပြီနော်။ တငယ်ချင်းနဲ့အတူတောင်းမယ်မတော်ဘူးလို့ရင်းနဲ့ Dinner Cruise စားပြစ်ခဲ့တဲ့အကြောင်းလေးကို share လုပ်ပေးမှာပဲဖြစ်ပါတယ်။ဘန်ကောက်ရောက်ရင်လုံးဝကိုလှုပ်တဲ့အရာလို့ပြောကြတဲ့ Dinner Cruise တွေ့ကြုံလေးကတော့တန်ခဲ့တယ်လို့ပြောလို့ရပါတယ်။ကိုချစ်တဲ့မိသားစုတွေတငယ်ချင်းတွေနဲ့ပေါ့ပေါ့ပါလုပ်လို့ရမယ့် activity လေးဆိုလို့ရှိရင်လည်းမမှားဘူးပေါ့နော်။စီးမယ်လို့ဆုံးဖြတ်ပြီးတာနဲ့လင်းတို့ကတော့ YOLO ဆိုတဲ့ဒီ page လေးကနေပဲလက်မှတ်ဖြတ်ခဲ့တယ်။ကိုစီးရမယ့်ကိန်းနဲ့မသိရမှတ်သမျှကို page admin ကိုလည်းမေးလို့ရတယ်လို့သူတို့ကစိတ်ရှိရှိနဲ့လည်းဖြည့်ပေးကြတယ်။ cruise တွေအများကြီးရှိပြီးတော့ကိုကြိုက်တဲ့ cruise ကိုရွေးချယ်လို့ရတဲ့တဲ့က The Planet ဆိုတဲ့ Dinner Cruise လေးကိုရွေးချယ်ဖြစ်ခဲ့ပါတယ်။အပေါ်မှအပေါ်ဆိုတဲ့ချစ်တငယ်ချင်းလေးအတွက်ကလည်းအပေါ်ရက်ကိုပဲရွေးချယ်ဖြစ်ခဲ့တယ်ပေါ့နော်။တင်မောချိန်တွေကတော့အမျိုးမျိုးရှိတယ်။လင်းတို့ကတော့ Asia 1ကနေစောင့်စည်းရတဲ့9နာရီခွဲအချိန်လက်မှတ်ကိုပဲဖြတ်ခဲ့တယ်။လင်းတို့ Asia 1ရောက်တဲ့အချိန်က9နာရီခွဲလောက်ပေါ့။အဲ့တော့နေဝင်ချိန်ဖြစ်တော့ sunset လေးနဲ့ဓာတ်ပုံလေးရလဲဖလက်ပေါ့နော်။တင်မောရောက်ပြီးတော့အရန်မကြောက်ဘူးတင်မောစထွက်ပြီးတော့ထိုင်းကားတွေကိုစတင်ပြီးတော့ကြည့်ခဲ့ရတယ်ပြီးတော့ဘန်ကောက်ကတကယ်နာမည်ကြီး tourist attraction တွေရဲ့ညာခင်းအလှပတွေကိုခန်းစားပြီးတော့လေလေးတဟိုးဟိုးနဲ့ဆိုတော့ vibe လေးကတကယ်ကိုမှအလွင့်ပေါ့နော်နောက်ပြီးတော့လေတကယ် firework အလှပတွေကို cruise ရင်းနဲ့ခန်းစားရခဲ့တယ်ဒီမှာတဖန်နဲ့သူကကြတော့လေဖန်အချိန်က2နာရီဆိုတဲ့အချိန်ကဘလို့ကုန်သွားလိုက်မှန်းတော့မသိဘူး I can buy myself a ride, write my name on the sand. ကဲအဆုံးထိကြည့်ပေးရတဲ့အတွက်ကြောင့်ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်